င်္ဂလေးတွေကပတ်စံကိုမတ်တာမဟုတ်ပါဘူးသူတို့တကယ်မတ်တာကအဲ့ဒီပတ်စံနောက်ွယ်မှာရှိတဲ့အရာတစ်ခုပါအဲ့ဒါဘာလဲဆိုတာတိတိရေရှည်အတွက်လုံခြုံမှုကိုကြည်တာပါတမင်္ဂလေးအများစုကပတ်စံကိုပဲမတ်တာထက်ပတ်စံရှိခြင်းကပေးတဲ့ဘဝလုံခြုံမှုကိုပိုကြည့်ကြတာပါရှေ့ရေးအတွက်အစီအစဉ်ရှိသူတာဝန်ယူနိုင်သူနဲ့ဘဝကိုအတူတူတည်ဆောက်နိုင်မဲ့သူမျိုးကိုရွေးချယ်ခြင်းကြတာသဘာဝပါနှစ်ပတ်စံထက်စ조사အားထုတ်မှုကပိုအရေးကြီးတယ်အခုလောလောဆယ်ပတ်စံသိမ့်မရှိသေးပေမဲ့အလုပ်စ조사တဲ့သူရည်မှန်းချက်ရှိတဲ့သူဆိုရင်မိန်းကလေးတွေကတန်ဖိုးထားတတ်ကြပါတယ်အခုမရှိလဲနောက်တစ်ချိန်အတူတူစ조사ရင်ရနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ရှိရင်ပတ်စံထက်စိတ်သက်ကိုပိုချစ်ကြတာပါသုံးလူတဦးချင်းစီရဲ့တန်ဖိုးထားမှုမတူကြဘူးတချို့ကငွေကြေးတနာထက်နားလည်မှုဂရုစိုက်မှုနဲ့တစ္ဆာရှိမှုကိုပထမဦးစားပေးပါတယ်တချို့ကလူမှုပတ်ဝန်းကျင်နဲ့အနေအထားအရငွေကြေးပြည့်စုံမှုကိုအဓိကထားပြီးရွေးချယ်တတ်ကြပါတယ်လေးပတ်စံရှိတိုင်းလည်းအချစ်စစ်ရတာမဟုတ်ဘူးပတ်စံတစ်ခုတည်းကိုပဲကြည်ပြီးချစ်တဲ့အချစ်မျိုးကငွေကြေးအခက်အခဲဖြစ်လာတဲ့အခါပြိုကွဲသွားတတ်ပါတယ်တကယ်ခိုင်မြဲတဲ့အချစ်ကတော့အပေးအယူထက်အပေးအယူတဲ့စိတ်ချင်းနှီးစပ်မှုပေါ်မှာပဲတည်ဆောက်တာပါအကျဉ်းချုပ်ပြောရရင်ပတ်စံကဘဝအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တာကြောင့်အရေးမပါဘူးလို့ညင်းလို့မရပေမဲ့ပတ်စံရှိမှချစ်ကြတာဆိုတာတော့မဟုတ်ပါဘူးစရိုက်ချင်းတူတာတယောက်ကိုတယောက်လေးစားတာနဲ့အပြန်အလှန်ဖေးမတာတွေကပိုပြီးအခြေခံကြပါတယ်ခါမရေးပေးခဲ့ကြပါဦး